အားလုံးပဲမင်္ဂလာပါစိတ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တို့စိတ်ကနေပြီးမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့စိတ်ပိုင်းဆိုင်ရာရင်းချက်မှုအကြောင်း၈ချက်ပဲဖြစ်ပါတယ်အသက်ကြီးရင်ရင်းချက်လာတာပဲလို့လူအများစုကထင်လေးရှိပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့အသက်အရွယ်ကြီးရင်လာခြင်းနဲ့စိတ်ပိုင်းဆိုင်ရာရင်းချက်မှုဆိုတာကလုံးဝတခြားစီပဲဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာရင်းချက်မှုဆိုတာကဘလို့အခြေအနေမျိုးမှမဆိုကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုစနစ်တကျအစီအမံခန့်ခွဲနိုင်ခြင်းသူတစ်ပါးအပေါ်စာနာထောက်ထားနိုင်ခြင်းနဲ့ဘဝရဲ့ပရိပက္ခတွေကိုအေးအေးဆေးဆေးဖြေရှင်းနိုင်ခြင်းတို့ကိုဆိုလိုတာဖြစ်ပါတယ်။ရင်းချက်တဲ့သူတယောက်ဟာခက်ခဲတဲ့ပြဿနာတွေကြုံလာရတဲ့အခါမှာတခြားသူတွေအတွက်တိုင်ပင်ဆွေးနွေးလို့ရပြီးတော့စိတ်ချအားကိုးရတဲ့ oasis တစ်ခုလိုဖြစ်နေတတ်ပါတယ်။ဘဝမှာစိတ်ပိုင်းဆိုင်ရာပုံမရင်းချက်ပြီးတည်ငြိမ်တဲ့သူတူဖြစ်လာစေဖို့အတွက်နေ့စဉ်ကျင့်သုံးနိုင်မဲ့အဖို့ရန်နီလန်းရှစ်ချက်ကိုဖော်ပြပေးလိုက်ပါတယ်။နံပါတ်1ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုကွဲကွဲပြားပြားခွဲခြားသိမြင်ပါ။မုန်တိုင်းတစ်ခုကိုမတားဆီးခင်မှာအဲ့ဒီမုန်တိုင်းကဘယ်ကနေလာတယ်လဲဆိုတာအရင်သိဖို့လိုပါတယ်။ကိုကဘာကြောင့်စိတ်တူနေရတာလဲဘာကြောင့်ဝမ်းနဲ့နေရတာလဲဆိုတဲ့အရင်မြစ်ကိုရှင်းဆုံးရှာဖွေပါ။နေ့စဉ်ခံစားချက်တွေကိုမှတ်တမ်းတင်ထားပြီးတော့ငါဘာလို့ဒီလိုခံစားနေရတာလဲလို့စမ်းစစ်ခြင်းကကိုပုံမနားလည်လာစေပါတယ်ကိုယ့်ရဲ့ခံစားချက်တွေကမှန်ကန်နိုင်ပေမဲ့အဲ့ဒီခံစားချက်အတိုင်းချက်ချင်းလက်လွတ်စပယ်တုံ့ပြန်ဖို့မလိုချောင်းကိုလည်းအမြဲတမ်းပြုပါနံပါတ်2တာဝန်ယူတတ်တဲ့တတိရှိပါကိုယ့်ရဲ့အမှားကိုရဲရဲဝံ့ဝံ့ဝန်ခံဖို့နဲ့ကိုယ့်လုပ်ရက်တွေအတွက်တာဝန်ယူဖို့အသင့်ရှိနေခြင်းကရင်းချက်မှုရဲ့အထင်ရှားဆုံးလက္ခဏာတစ်ခုဖြစ်ပါတယ်အမားကိုဖုံးကွယ်ဖို့စ조사နေမဲ့အစားအဲ့ဒီအမားစီကနေသင်ခန်းစာယူပြီးရှေ့ဆက်တိုးတက်အောင်လှုပ်ဆောင်တာကသာပို့ပြီးတော့ကောင်းမွန်တာဖြစ်ပါတယ်။နံပါတ်3အတူယူစရာစံပြပုဂ္ဂိုလ်တူထားရှိပါဘဝရဲ့ခက်ခဲတဲ့အချိုးအကွေတွေကိုရင်ဆိုင်ရတဲ့အခါမှာကိုလေးစားရတဲ့စံပြပုဂ္ဂိုလ်တူသာဆိုရင်ဒီအခြေအနေကိုဘလို့ကင်တွယ်ဖြေရှင်းမလဲဆိုတာလိလာအတူယူပါဒါကကိုပိုင်အရေးသွေးကိုဖျောက်ဖျက်တာမဟုတ်ဘဲနဲ့ကောင်းမွန်တဲ့တုံ့ပြန်မှုပုံစံတွေကိုလိလာသိယူခြင်းပဲဖြစ်ပါတယ်နံပါတ်4အတွင်းမှတ်တမ်းစာအုပ်လေးတုပ်ထားရှိပါစိတ်ထဲမှာအစိုးမြင့်အတွေးတွေစုပြုံပြီးအစိတ်တောက်မဖြစ်စေဖို့အတွက်အတွင်းမှတ်တမ်းလေးရေးပါအစိုးမြင့်အတွေးတစ်ခုကိုချရေးမိတိုင်းဒီစာကြောင်းရဲ့ဘေးမှာပဲအပြူသဘောဆောင်တဲ့အတွေးတစ်ခုကိုရှင်တွဲရေးသားပေးခြင်းဖြင့်ကိုယ့်ရဲ့အုံနောက်တွေးပုံစံကိုတဖြည်းဖြည်းနဲ့ပြောင်းလဲယူနိုင်ပါတယ်နံပါတ်5ပွင့်လင်းတဲ့အစိတ်အမြင်ရှိပါစေငါသိတာအကုန်လုံးမဟုတ်နိုင်ဘူးဆိုတဲ့အမှန်တရားကိုလက်ခံပြီးတော့တပားသူရဲ့အမြင်ကိုလည်းအကောင်းမြင်စိတ်နဲ့နားထောင်ပါဒါဟာတခါတရံမှာကိုယ့်ရဲ့အတွေးမှားတွေကိုလည်းပြန်လည်မြင်အောင်စေပြီးတော့အသိပညာအသစ်တွေကိုသင်ယူခွင့်ရရှိစေတာဖြစ်ပါတယ်နံပါတ်6လက်ရှိဘဝရဲ့အမှန်တရားကိုရဲရဲဝံ့ဝံ့ဖတ်တွေ့ပါကိုယ့်ရဲ့အာဏာချက်တွေဒါမှမဟုတ်မပြည့်စုံတဲ့အခြေအနေတွေကိုညှိထွားပြစ်တင်နေမဲ့အစားလက်ခံလိုက်ပါပြောင်းလဲလို့ရတဲ့အရာတွေကိုပြောင်းလဲဖို့အဆောင်ကုန်စူးစမ်းပြီးတော့ပြောင်းလဲလို့မရတဲ့အရာတွေနဲ့ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်တတ်ခြင်းကစစ်မှန်တဲ့စိတ်အေးချမ်းမှုကိုလည်းပေးစွမ်းနိုင်ပါတယ်နံပါတ်9မတုတ်ပြန်ပြီးခိတ္တနာပြီးတော့စိတ်ရှိလိုက်ပါစိတ်ဖိစီးမှုတွေဒေါသတွေမှုန်ထူနေချိန်မှာစိတ်လိုက်မှန်ပါတုတ်ပြန်နိုင်ခြင်းကနောက်ပိုင်းမှာကြီးမားတဲ့နောင်တတွေကိုတည်ဆောင်လာတတ်ပါတယ်တကူကူကိုမတုံ့ပြန်ပြီးခဏနားပြီးတော့စဉ်းစားလိုက်ခြင်းကကိုပြန်လဲထိန်းချုပ်နိုင်စွမ်းကိုတိတိတသာမြင့်တက်စေပါတယ်နံပါတ်10လက်ရှိအချိန်တည်းထဲမှာပဲအသက်ရှူပါအတိတ်ကနောင်တတွေအနာဂတ်အတွက်ကြိုတင်စိုးရင်ပူပန်မှုတွေထဲမှာအချိန်ကုန်ခံပြီးတော့နေမိုးမနေပါနဲ့ဒီနေ့ဒီချိန်ဒီသာကိုယ့်အတွက်တကယ်တမ်းလှုပ်ဆောင်နိုင်ပြီးရွေးချယ်နိုင်ပြီးပျော်ရွှင်ခွင့်ရှိတဲ့တစ်ခုတည်းသောအချိန်ဖြစ်ကြောင်းကိုလည်းသတိပြုပါအထူးအကြံပြုချက်လေးတစ်ခုအနေနဲ့ခက်ခဲတဲ့အခြေအနေတွေကြုံလာရတဲ့အခါမှာကိုတငယ်ချင်းတယောက်လိုသဘောထားပြီးတော့ကိုယ့်ရဲ့နာမည်ကိုခေါ်ပြီးအားပေးစကားပြောခြင်းမျိုးကိုကျင့်သုံးနိုင်ပါတယ်ဥပမာငါဘလို့လုပ်ရမလဲလို့တွေးနေမယ်အစားမောင်ရင်မင်းဒါကိုအေးဆေးဆေးကြော်ဖြတ်နိုင်ပါတယ်လို့ကိုယ့်နာမည်ကိုခေါ်ပြီးပြောဆိုခြင်းပဲဖြစ်ပါတယ်ဒီနည်းလမ်းလေးကစိတ်ခံစားချက်တွေကိုပုံမတည်ငြိမ်သွားစေပြီးစိတ်ပိုင်းဆိုင်ရာရင်းချက်မှုစီကိုလမ်းပြပေးနိုင်မှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကြည့်ရှုသူတွေအားလုံးစစ်မှန်တဲ့ကြော်ရွှင်မှုတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စိတ်ကနေလေးလေးနက်နက်နဲ့ဆန္ဒပြုလိုက်ရပါတယ်